ဒီနေ့တာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗေဒင်းလက္ခဏာရွှေမန်းဆရာဖြစ်ပါတယ်ကျွန်တော်ဒီကနေ့အထူးပြောပြပေးမှာတော့မြန်မာခုနှစ်ပေါ့နော်1388ခုနှစ်အလွန်ပေါ့နော်1388ကိုတွားမဲ့မဟာတကြံပေါ့နော်နှစ်တစ်မင်္ဂလာအခါလေးမှာရုံတွေ့ရမယ်ပေါ့နော်ကြာတာပရိတာသမီများအတာစားခြင်းအဲ့ဒီအကြောင်းခန္ဓာလေးကိုဆရာဟောပြောပေးခြင်းပါတယ်ကဲအားလုံးပဲသိတဲ့အတိုင်းဒီနေ့မှာတော့ဒီကြာတာပရိတာသမီတွေကအတာစားထားတဲ့နှစ်လေးဖြစ်တယ်ပေါ့နော်အတာစားတိုင်းဒီကြာတာပရိတာသမီတွေအားလုံးကစိုးမယ်ဆိုပြီးမှဆရာဟောပြောခြင်းတာမဟုတ်ပါဘူးနော်အတာစားလို့ကောင်းသွားတဲ့လူတွေလည်းအများကြီးရှိပါတယ်နော်ကောင်းခြင်းတွေကြုံရတဲ့ဒီနေနဲ့နေသားတွေအများကြီးရှိသလိုအဆိုးတွေကြုံရတဲ့နေနဲ့နေသားတွေလည်းရှိတယ်ပေါ့နော်အကောင်းနဲ့အဆိုးကတော့ထွန်တွဲနေတာပေါ့နော်အဲ့တော့ဒီနေ့မှာဆိုဒီကြာတာပရိတာသမီတွေအတာစားထားတဲ့အတွက်ကြာတာပရိတာသမီတွေတိုင်းကန်ဆိုးမယ်ဆိုပြီးတော့မှပုံတွေပေါ့နော်တရဒီတတ်မှတ်လို့မရဘူးပေါ့နော်အဲ့တော့ဆရာဒီကနေ့ပြောပြချင်တာဒီကြာတာပရိတာသမီများအတာစားမဲ့ကြာတာပရိတာသမီတွေပြုတ်လို့ရမယ်ပေါ့နော်ဒီမဟာတကြံရက်မှာဒီအတက်နေပေါ့နော်အတာစားမဲ့ပေါ့နော်ဒီအတက်နေမှာပြုတ်လို့ရမယ့်ရတရားလေးကိုဆရာလမ်းညွှန်ပေးခြင်းပါရဲ့ရတရားကတော့ဒီကြာတာပရိတာသမီတိုင်းအဲ့ဒီနေလေးမှာပေါ့နော်အတာစားမဲ့အတက်နေလေးမှာကောင်းစေးမင်္ဂလာလေးပြုတ်လုပ်ပေးပါပြီးရင်ရေတန့်အလူလေးပေါ့နော်ကုသိုလ်အလူလေးကိုလုပ်ပေးပါဟိုမွေးကြေးဥစ္စာချုပ်တဲ့လူတွေကိုပေါ့နော်မွေးကြေးလေးလူဒန်းပေးပါလို့ဆရာမှာချင်ပါတယ်ကဲအားလုံးပဲချမ်းသာချမ်းသာတက်လာပါမြပွင့်လန်းကြပါစေလို့ဆရာဆုမွန်ကောင်းတောင်းပေးပါတယ်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ပုံတော်ရွှေမန်းဆရာဖြစ်ပါတယ်